အားလုံးပဲမင်္ဂလာပါရှင်လာမရဲ့ YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးကြိုဆိုပါရစေကျမတို့ရဲ့ Channel ကနေဒီကနေ့မှဆိုရင်တော့စာရေးသူအခါဆောင်ရင်ပညာသင်အဖွားစောနှင့်ဓာတ်ပုံတွေကတည်ရမှစာစဉ်21ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်ပရိသတ်များအားလုံးကဇာတ်လမ်းလေးကိုနားဆင်ကြည့်ပါအောင်နော်ကျုပ်တို့အကိုဝင်းခွဲထဲမှာအစာအနောက်တန်တဲ့လူတစ်ယောက်တော့ရှိရဲ့ဗျသူ့နာမည်ကမောင်ပိန်နဲ့လူအားသာမောင်ပိန်ဆိုပေမယ့်ဗလာကတော့မပိန်ဘူးဗျာလူအားတိတ်တော့အယံမမြက်ပေမယ့်ဗလာတော်တော်တောက်နေသေးတော့ပါတယ်ဗလာတောက်မှာပေါ့ဗျာသူကဆန်ဆက်မှာလှုပ်တာဗျဆန်အိတ်တွေထမ်းထမ်းပြီးတော့သိရင်ဗလာကြီးလာတယ်ဒါတွေမကသေးဘူးတိုက်ထိုးတယ်ဘားခွင်းတွေဘားတွေဆွဲတယ်အဲတခါတလေကာယဗလာလေးကျင်နီးဆိုတဲ့ဘယ်နှခုနှစ်ကထုံမှန်းမသိတဲ့စာအုပ်ဝဝကြီးတွေဖတ်ပြီးအဲ့ဒါတွေအကုန်လိုက်ကျင်နေဗျာဗလာတောက်တောက်အသားတက်ရအောင်ဆိုပြီးပဲစားတွေကြက်ဥစားတွေရပန်ရန်ခါတော့ငပြောသီးကိုအဖေးလိုက်ကိုကိုက်စားတယ်ဗျဗလာတော့တော်တော်တောက်နေဒါပေမဲ့ဝမ်းကတော့တော်တော်ချုပ်တဲ့လူဗျသူ့ကိုကြည့်လိုက်ရင်အချိန်ပြည့်အင်းကြီးချုပ်ရင်ချုပ်မချုပ်ရင်စွတ်ကြဲကြီးနေဗျစောင်းလေကြီးချမ်းအေးပြီးတော့ခိုက်ခိုက်တုံးတဲ့အချိန်မှတော့မှအင်းကြီးချုပ်ကျင်းနေဗလာရှိရဲ့လူကြတော့လေဗလာပြရတာပေါ့ကိုပိန်ကအဲ့ဒီတော့ကအသက်16နှစ်လောက်ရှိမယ်ထင်နေဗျာရုပ်ကလည်းဖြောင်းနေဗလာကလည်းတောက်နေဆိုပေမယ့်သူ့မှာအားနည်းချက်တစ်ခုတော့ရှိတယ်အဲ့ဒါကတော့အလွန်အစားနောက်တန်းတာပေါ့မိန်းကလေးတွေ့ရင်မိန်းလေးတွေကိုစယောက်ျားလေးတွေ့ရင်အချင်းချင်းစကြနောက်ကြအဖိုးကြီးအဖွားကြီးပါမချမ်းမင်းစနောက်တောင်ဆိုတော့သူ့ကိုမြင်လာတဲ့တင်လူတွေကကြောက်နေရတဲ့ထိပဲကိုပိန်တယောက်တည်းအစားနောက်တန်းနေမထင်နဲ့သူနဲ့ပေါင်းနေလူတွေတစ်ဖွဲ့လုံးကလည်းတကယ်ကိုစားနောက်တတ်တဲ့လူတွေကြီးပဲရေရွာမှာပွဲတွေဘာတွေလုပ်တော့မယ်ဆိုရင်ဆရာတော်တွေရက်ရွာလူကြီးတွေကသူတို့လူစုကိုခေါ်ပြီးမစားမနောက်ကြဖို့ကြိုပြောထားကျိန်းလာရတယ်ဆိုပဲဗျာဒါပေမဲ့သူကတော့ရဲရေးရွာရေးမှာတော်တော်အားတော့ခေါ်ဆိုင်လှုပ်ရှားပါတယ်ဗျာသူနောက်တော့လည်းပြောရအောင်မေကျုပ်တို့ငငယ်ကမိတဲ့ကျိုးဇက်ဆိုတာလည်းမရှိဘူးလူသိရင်တွင်တိုးပြီးတော့မြုပ်ရင်မြုပ်မဟုတ်ရင်အုပ်ကိုတွင်းကြတာလည်းများတယ်ငွေကြေးမတက်နိုင်တဲ့လူကြတော့ခေါင်းနဲ့ထည့်ပြီးမြေမြုပ်ကြတာများတယ်ဗျာနှစ်ရက်ကွက်မှာကျုပ်တို့ရွာတင်ညာကြီးရှိရဲ့ဗျတကယ်ကိုအကျယ်ကြီးပဲအကျယ်ကြီးပါပဲဗျာတင်ညာဖေးနာမှာမင်းချောင်းဆိုတဲ့ဖုန်ကြီးချောင်းလေးရှိတယ်နာရီဖြစ်ပြီဆိုအဲ့ဒီမင်းချောင်းမှာတရဏဂုံတွေဘာတွေတက်ပြီးတော့တင်ညာကုန်းနဲ့မြေမြုပ်ကြတာများတယ်အဲ့ဒီလိုမြေမြုပ်ဖို့အတွက်ရွာတွေကလူငယ်တွေကပဲကိုကြီးပေးကြတယ်အဲ့ဒီမှာကိုပိန်နဲ့ပါတာပေါ့ဗျာတခါတော့လူတယောက်နာရီဖြတ်တယ်သူမိမပိန်ပိန်သေးသေးပို့ပို့ကလေးငိုလိုက်တာလေလုံးလို့ဗျာတရဏဂုံတင်ပြီးဖုန်ကြီးเจ้าကနေဆင်းလာတာတော့မှအခေါင်းကြီးဖက်ဖက်ပြီးတော့ငိုတယ်ဗျာပါဇက်ကပြောလိုက်ငိုလိုက်နဲ့တော်တော်ငိုတဲ့မိမပြုသူ့ကိုတနာကြတဲ့လူတွေထက်ငိုလုံးလုံးအမြက်ကတ်ကြတဲ့လူတွေပုံများနေရဲ့ဗျာဟောမြေမချခင်မှလည်းဝိုင်းပြီးတော့မြင်းမြုပ်ပေးမယ်လူတွေကိုတားတယ်ဗျသူ့ယောက်ျားကိုမလုပ်ကြပါနဲ့မြေကြီးတွေနဲ့မဖုံးလိုက်ကြပါနဲ့ဘာဖြစ်တဲ့ညောင်ဖြစ်တဲ့နဲ့ငိုပြန်ရုံဖြူအဲ့ဒီမှာကိုပိန်ကတော်တော်အမြင်ကတ်သွားတယ်လို့ထင်ပါတယ်အခေါင်းကြီးကိုကျိုးနဲ့ဆိုင်ပြီးတော့မြေချင်းနဲ့ကိုချချတယ်ချလို့လဲပြီးတော့ခုနကသူ့မိန်းမကကျင်းနှကမ်းမှာရင်မက်စီတီးပြီးတော့ငိုပြန်ရုံဖြူကိုပိန်လည်းဒီလောက်တောင်ဖြစ်လာတယ်ဆိုပြီးအဲ့ဒီမိန်းမရဲ့ကြောကိုကန်ချလိုက်ရောပဲဟိုမိန်းမဆိုကျင်းနဲ့ကိုဂျုံထိုးပြီးတော့ကျသွားတယ်နောက်တော့ကျင်းနေရနေကလော်ပြီးမိုးမိုးနေအောင်ဆဲပါရောသူကိုယ်တိုင်လည်းကုတ်ဖက်တတ်တယ်ဗျာလူကပုနေတော့ကျင်းနေရနေပြန်တတ်မရဘူးကိုဖြစ်ရတယ်ဟဲ့ဘယ်တောင်စားငါ့ကိုဒီလိုလောက်တာလေခမည်းပဲခမည်းယောက်ျားနဲ့မခွဲနိုင်ဘူးဆိုဗျအဲ့ဒီလောက်မခွဲနိုင်ရင်လေတခါတည်းကျင်းနေဆင်းလို့အတူတူသာဖတ်တယ်ဗျာကျုပ်တို့မြေဝိုင်းမြုပ်ပေးမယ်ကိုပိန်ပြောတာနဲ့ကျန်တဲ့လူတွေကလေမြေကြီးတောင်းနေမှောက်ချကြကျင်းနဲ့မြေတွေလောင်းထဲချားနေပေါ့ဗျဟဲ့တေချင်းဆိုရင်ငါလင်သေးပါတယ်ဆိုမှဒီလိုပဲငိုရတာပေါ့ဟဲ့ထဲမြုပ်ချင်လေနိမလင်ခေါ်ထည့်ပြီးတော့မြုပ်လိုက်ငါ့ကိုပြန်ဆွဲတင်ကြစမ်းဒီမိန်းမကဆဲတောင်မိုးကိုမှုန်နေရောပင်နာရီလိုက်ပိုးတဲ့လူတွေလေမငိုချတဲ့ပြင်တဝါဝါတဟာဟာနဲ့မပြုံးမင်းဝလုံးကွဲအောင်ရဲကြပါလေရောအဲ့ဒီမိန်းမလေ6လမကြဘူးနောက်ယောက်ျားယူသွားတော့တာပဲဗျတခါလေအလူတစ်ခုကအပြန်မှာသူတို့လူတစုတောက်စားလာရင်စိတ်ခေါ်ကြတယ်
စိန်ခေါ်တာတော့တခြားဟာတော့မဟုတ်ဘူးအခုဖတ်တို့မှတဲထားတဲ့တီရီမင်းလာငင်းငင်းအောင်ဈေးဒီနေရာကြီးကအဲ့ဒီတော့ကဈေးဒီမတိရသေးဘူးအဲ့ဒီနေရာကတမိုင်းရှိရင်ဂျပန်ခေတ်ကလေးကအဲ့ဒီနေရာကလူသက်ကုန်းနေဗျဂျပန်နေရရွာသားတွေကိုဖမ်းပြီးတပ်ပစ်ခဲ့တဲ့နေရာနောက်ပြီးလူစိုးတွေပါပြီးမိလိုင်းအဲ့ဒီနေရာမှာပဲတစိုးထိုးနှိမ့်ဆက်ပြီးတက်ကြတဲ့နေရာဆိုပဲတင်ញိုင်ဟောင်းကြီးတစ်ခုဆိုရင်လည်းမမအောင်ဗျာဘေးနားမှာလည်းချောင်းရိုးကြီးတစ်ခုရှိသေးတယ်တင်ပင်ကြီးတွေအုပ်အုပ်ဆိုင်ဆိုင်နေဆိုတော့တော်တော်ကြောက်ဖို့ကောင်းတဲ့နေရာကြီးလူငယ်တွေထုံးဆက်တိုင်းလောင်းကြတယ်ပေါ့ဗျာအဲ့ဒီနေရာကိုသွားပြီးလူသက်ကုန်းအလဲတက်တဲ့မှာငုတ်သွားဆိုင်နိုင်တဲ့လူကိုအရက်အဝတိုက်မယ်စားကျင်တာတဝကျွေးမယ်ဆိုပြီးစိတ်ခေါ်တယ်အဲ့ဒီမှာကိုပိန်နဲ့သူ့တဲ့ငယ်ချင်းကသူတို့နှစ်ယောက်သွားကြမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်သွားမယ့်အချိန်ကလည်းညဘက်ကြီးပြ9နာရီလောက်ရှိမယ်လူငယ်တွေကဝလုံးကြီးတစ်လုံးကိုလောဝက်ကတ်တိုင်ပုံစံကြီးလှုပ်ပေးလိုက်တယ်တင်ញိုင်ကုန်းအလင်းမှာထောင်ပြီးတော့ပြန်လာခဲ့တရေเจ้าလို့ပြန်ပြေးလာတဲ့ကောင်ငက်ချောင်းဆိုပြီးပြောလိုက်တယ်ကိုပိန်နဲ့သူ့တဲ့ငယ်ချင်းလေးတန်တရွေးတစ်ချောင်းယူပြီးသွားတာပေါ့ဗျာအရက်ကလည်းမူးတာကိုလာကလည်းလာမိုင်းညာကြီးဖြတ်နေတာဂုံးကလည်းမှတန်တရွေးနဲ့တူပြီးတိုင်ကြီးစိုက်ကြတယ်တိုင်ဆိုင်ပြီးလို့ပြန်လဲထရောကိုပိန်မဲထနိုင်နေသူ့တငယ်ချင်းကထားလို့မရဘူးတဲ့ဗျာကိုပိန်ကတရဲလက်ကြီးမြေကြီးတွေကထွက်လာပြီးတော့မိမဆိုးဆွဲထားတယ်လို့អော်ပြီးတော့ပြေးပါရောဟိုတငယ်ချင်းကလည်းကြောက်လန့်ပြီးပစိုးခွဲလုံးကြီးချွတ်ပြီးတော့ဖင်မြောင်ကြီးနဲ့ထပြေးတယ်ဗျာခက်လန်းလန်းကားလန့်ပြီးကစောင့်နေကြတဲ့လူတွေကလည်းအာကိုရတယ်ဗျဟိုနှစ်ယောက်အော်ဟစ်ပြီးပြေးထွက်လာတော့သူတို့ကအရင်អော်ပြီးပြေးကြတယ်လို့ဆိုပြီးကိုပိန်ရဲ့တငယ်ချင်းကတော့4-5ရက်လောက်ဖျားသွားတယ်လို့ဆိုပြီးကိုပိန်ကတော့ရှဲလို့ဗျာတကယ်ကောင်းမယ်ကွာတကယ်တော့အဲ့ဒါငါလောက်တာကွာငါဒီကောင်နောက်ချက်နာနဲ့ဒီကောင်ကုန်းပြီးတော့ငုတ်ဆိုင်နေတော့ဒီကောင်ပစိုးဆောင်ကိုတတ်တွင်ရင်နဲ့မြေကြီးမှာစိုက်ထားခဲလိုက်တာကွာကိုပိန်ကအာရာအဲ့ဒီအကြောင်းကိုပြောပြီးတော့ရှဲတယ်ဗျာအဲ့ဒီတငယ်ချင်းနဲ့ကိုပိန်လေးတယောက်ကိုတယောက်စကားမပြောကြတော့ဘူးကိုပိန်ကအဲ့ဒီလိုနောက်ရမယ်ဆိုရင်ကိုလူအချက်ချင်းအောင်မရှောင်မင်းနဲ့ပြန်လုပ်တယ်လို့တခါလေးရှိသေးတယ်ကျုပ်တို့ဘက်မှာနိုင်ရီအိမ်စုဖဲဝိုင်းထောင်းတာထုံးစက်မီအဲ့ဒီမှာဖဲသမားတယောက်ရှိတယ်သူကတရေအရန်ကြောက်တတ်တဲ့လူပေါ့သူ့နာမည်ကကိုညိုကြီးဆိုလာပဲအဲ့ဒီတော့ကစောင်းနေကြီးပဲနိုင်ရီအိမ်တဲ့အိမ်မှာဖဲဝိုင်းရိုက်တော့ကိုပိန်ကကိုညိုကြီးကိုဘေးနာကနေထိုင်ကြည့်နေရဆိုပါရီကိုညိုကြီးကပတ်စံတိတ်မကြမ်းမှန်းနဲ့တီးရောအိမ်မောကနေအသာဆင်းသွားပြီးဒမ်းမလားတစ်လုံးနဲ့ကြောက်စီတွေကရေခတ်ပြီးတော့လက်နှစ်ဖက်ကိုဒမ်းမလားထဲမှာစိန်ပြီးတော့နှစ်ထားတယ်လို့ဆိုတယ်တိတ်မကြဘူးကိုညိုကြီးကပါတဲ့ပတ်စံကုန်ပြီးထပြန်ပြီပေါ့ဗျာအချိန်ကလည်းမနက်4 နာရီလောက်ဖြစ်နေပြီကိုညိုကြီးကအရက်မုံမုံနဲ့အိမ်ပြန်အိမ်မဲဆိုပြီးထပြန်သွားပါရီကိုပိန်ကအိမ်အောက်ကိုအသာဝင်ပြီးလေကားအတက်အစိမ်းဖနှက်ကျော်နားမှာစောင့်နေတာအဲ့ဒီတော့ကတက်သားတထက်အိမ်ဆိုတာအိမ်အောက်ကိုလူတယောက်ဝင်လို့ရတယ်ကိုညိုကြီးအိမ်မောကနေဆင်းလာပြီးလေကားလေးရောက်ရောကိုပိန်ကရေစိမ်ထားတဲ့လက်အေးကြီးနဲ့လေကားအနောက်ကနေခြေထောက်နှစ်ဖက်ကိုလှန်ဆွဲထည့်လိုက်တာကိုညိုကြီးဆိုရင်အောက်မလေးလက်အေးကြီးပြောက်လက်အေးကြီးပြားလို့អော်ရင်လေကားဘော်ကကျုံထိုးကြလို့အသက်ကောင်ပြေးတော့တာပဲသူပြေးတော့နိုင်ရီအိမ်ကလူတွေကလေဘာမှညာမမသိထွက်ပြေးကြတာဖဲဝိုင်းမှာပြက်ရောပြုတ်ကိုညိုကြီးလဲ9 ရက်လောက်အဖျားတွေတက်သွားတယ်လို့ဆိုတယ်ကိုပိန်ကတော့အဲ့ဒီလိုဗျာထားပါတော့သူစားနောက်တာကိုပြောရရင်ပြောမဆုံးမတောတောင်းတော့ဖြစ်ကုန်မအောင်မေတရက်ကြတော့အဖွားစီကိုပိန်ရဲ့အမေကရောက်လာတယ်မျက်နှာလေးတိတ်မကောင်းဘူးဘာဖြစ်တာလဲဆိုတော့ကိုပိန်တယောက်ဘာယောဂဖြစ်မှန်းမသိဘူးဘိုင်းအောင်နေဘာရောက်နေဆိုပြီးအနားလေးအကတ်မခတ်မေဖြစ်နေတာအဖွားနဲ့ကျုပ်လေးကိုပိန်တို့အိမ်ကိုလိုက်သွားတယ်ကိုပိန်ကအဖေမရှိတော့ဘူးသူ့အမေရင်သူ့အမရင်နဲ့နေရသူတို့အမျိုးကောင်မလေး2 ယောက်လေးရှိသေးတာပြောရရင်တော့သူတို့အိမ်မှာသူ့တယောက်တည်းယောက်ျားလေးပေါ့ဗျအိမ်ရောက်တော့ည9 နာရီလောက်တော့ရှိမယ်အဲ့ဒီညကကျုပ်ဗီဒီယိုမသွားလို့သာအဖွားနဲ့လိုက်လာတာကိုပိန်ကအခန်းထဲကနေတအီးတအူးဦးနဲ့ညင်းညွတ်နေရလေအဖွားကအခန်းတကားနားမှာကတ်လို့ဟဲ့ငပိန်နေပါဖြစ်နေရလေငါဒေါကရင်မပါဟဲ့အခန်းထဲဝင်ကြည့်ပါရစေမလာနဲ့မဝင်နဲ့ကျုပ်ဘာမှမဖြစ်ဘူးရတယ်ဘာမှမဖြစ်ဘူးအရသာကြည့်ပါတော့အတော်ရေဘာဖြစ်မှန်းလည်းမသိဘူးတအီးနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်လည်းမရဘူးဆရာဝန်ပြပါ
စေကံပြပါဆိုတော့လေမတော်ဘူးတဲ့လေအဖွားကအခန်းတကားကိုထုတယ်ငပိတ်ရဲ့ယောဂဖြစ်ရင်ကိုမရမယ်လေဟဲ့နင်ဒီအတိုင်းကြိတ်ခန့်နေလို့ဖြစ်ပါမလားငါတို့နင့်ကိုစေကံလိုက်ဖို့မေမတော်ဘူးစေကံမတော်ချင်ဘူးဒါဆိုရင်လေဗမာဆရာနဲ့ပြမလားမပြဘူးရတယ်ကြာရင်တတ်တာသွားလိမ့်မယ်အောက်မလေးပြအောက်နေအဖွားကစဉ်းစားတယ်ဖြစ်တာကြပြီလား3-4ရက်တော့ရှိမယ်ထင်တယ်တနေ့လုံးအကောင်မင်းညနေ6နာရီနောက်ပိုင်းရောက်ပြီဆိုအခန်းထဲကမထွက်တော့ဘူးကျမတို့လေသူအခန်းအောင်းနေရပဲထင်တာပေါ့အခုလိုအော်နေရကတော့မနေ့ကမှသိတာဒုက္ခပါပဲငါတို့ဝင်းမလာခိုင်းမော်ထောက်ရင်ယောက်ျားလေးယောဂတစ်ခုခုဖြစ်နေလို့တော့နေမှာဟဲ့ငလင်သူတငယ်ချင်းတယောက်သွားခေါ်စမ်းဟာမခေါ်နဲ့ဒီကောင်နေကြောက်အဖြစ်ကိုတွေ့သွားရင်ပြောလို့ဆုံးမှာမဟုတ်တော့ဘူးဗျအောက်မလေးဗျဒါပြဘလို့လောက်ကြမှာလဲကိုပေရအခန်းထဲကနေငလင်းပါတယ်မှတ်လားသူ့ကိုအထဲလှော်လိုက်အဘအကျောက်ကိုအခန်းထဲကိုဝင်ခိုင်းနေအခန်းထဲကကျောက်ကဂျက်ကနေပွင့်သွားပြီးတော့တကားအတောက်ပွင့်သွားတယ်ငလင်းမဲဝင်လာခဲ့နော်ဘသူမှဝင်မလာခဲ့နေကျောက်ကအခန်းထဲကကြားထဲကနေအတောက်ဝင်လာခဲ့ရတယ်အခန်းထဲရောက်တော့ကိုပေရကျောက်ကိုအခန်းထဲကပါပိတ်ခိုင်းနေဗျာတကားချက်ချပြီးလှည့်ကြည့်လိုက်တော့ကိုပိန်ကသူ့အိယာပေါ်မှာဘေးစားခွေးကလေးလှဲနေရကိုပိန်ရဲ့ပစိုးအောက်မှာတော့လုံးဖောက်ကြီးတစ်ခုတွေ့ရတယ်ကိုပိန်ကကျောက်ကိုလက်လန်းပြီးတော့ခေါ်တယ်ကျောက်ကတော့သူ့ပစိုးတွေကဘောလုံးကြီးကိုငေးကြည့်နေမိရာဒါကြီးကဘာကြီးများလဲပေါ့အနားလေရောက်ရောကျောက်ဘာမပြောညာမပြောနေကိုပိန်ရဲ့ပစိုးဇက်ကနေဆွဲလန့်ထဲလိုက်တာကိုပိန်ရဲ့ကပ်ပိတ်အိတ်ကြီးကကျုပ်တို့ကက်နေတဲ့ကော်ဘောလုံးကြီးလိုလုံးဝိုင်းပြီးတော့ဖောက်တဲ့နေရပြီကျုပ်ဆိုလန့်ပြီးထအော်လိုက်ခဲ့တာအဖေကအဖွားတို့ကစိတ်ပို့ပြီးတော့လှမ်းမိနေဟဲ့ငလင်ဘာဖြစ်လာတယ်ဟဲ့အလန့်တကြားနေကိုပိန်ကတော့မပြောဘူးပါဇက်ကိုလက်နဲ့ပိတ်ပြတယ်ကျုပ်ကအသက်ဖြဲကြီးနေအဖွားကြီးကိုပိန်ရဲ့ဘောကြီးကဘောလုံးကြီးလောက်ကိုဖျက်နေပြီဗျအားလုံးကရေကနေတော့ရေရောလိုက်ကြတယ်ကိုပိန်ကတော့သွားပါပြီဆိုတဲ့ရှုံးမျိုးနဲ့သူ့အိယာကိုသူလက်သီးနဲ့တော့ထုတယ်ကျုပ်တကားဖွင့်ပေးလိုက်တော့ကိုပိန်ရဲ့အမေရောအဖွားတို့ရောဝင်ချလာကြတယ်ပစိုးကိုလှမ်းမကြည့်ပေမယ့်ပစိုးအောက်ကအလုံးကြီးကဖူဖောင်းနေရပေါ့ဗျ။တားရဲ့ဒီလောက်တော့ဖြစ်နေရအောင်ဘာဖြစ်လို့ကြိတ်ခံနေရလဲကွယ်။ဟာအမေရလေဗျာ။ကျုပ်ဒီလိုကြီးနေရကြီးကိုတခြားလူတွေသိရင်ကျုပ်ကိုဝိုင်းပြီးစောင့်နောက်ကြတော့မှာဗျ။ဒါပေမဲ့ဒီတိုင်းထားလို့ရမလားဟင်။အထော်ကြီးလောက်ပါအောင်။ဒါကတာမန်မဟုတ်ရလားငပိန်။နေပါရီရှောက်လို့မိသေးလေ။ဘာမှမလုပ်ဘူးအဖွားကရင်မရင်။ဒါဆိုလဲပြရပဲ။ဒါမျိုးကဆရာဝန်ပြလို့မရဘူးဟဲ့ဗမာဆရာနဲ့ပြမှဖြစ်မှာဟိုရဲ့ရင်ငပြောတော်လန်းကလူကြီးအဲ့ဒီလိုဖြတ်တောင်းကလည်းဗမာဆရာခေါ်ပြလိုက်တာတိတ်မကြဘူးကောင်းသွားတယ်ဆိုပဲအဖွားရဲ့အကြံပေးမှုနဲ့ဗမာဆရာခေါ်ပြတယ်ဗမာဆရာကတောက်ဆေးလိန်ဆေးတွေပါပြီးပေးသွားတယ်ဆိုပေပဲကိုပိန်ကတော့ရှက်လို့လားမသိခေါင်းမှုချုံနေရနေမထွက်ဘူးကိုပိန်ကိုကျုပ်တို့တွေကြိတ်ကူတာပေါ့ဗမာဆရာနဲ့ကိုပိန်မင်းဘာမှလည်းမထူချဘူးကိုပိန်ကတနေ့လုံးအကောင်ပကတိအတားဒါပေမဲ့ညနေ6နာရီလောက်ဆိုအဲ့ဒါကြီးကဖူးရောင်ပြီးတော့ကြည်တက်လာတယ်အဖွားတို့တော့မှတော်တော်ခေါင်းချောက်နေပြီတိတ်မကြခင်မြို့တက်ပြီးဆရာဝန်တော့ပြမယ်လိုအပ်လို့ခွဲရမယ်ဆိုရင်လည်းခွဲမယ်ပေါ့ဗျာဒီလိုနဲ့ကိုပိန်တို့ဘကိုးဘက်ကိုတက်သွားတယ်ဟိုမှာကျတော့ဘာမှကိုမဖြစ်ဘူး2ရက်လောက်ကြာတာတော့ဘာမှမဖြစ်တာနဲ့ကောင်းသွားပြီဆိုပြီးပြန်လာတယ်ရွာရောက်တော့ညနေ6နာရီပုံမှန်ပြန်ဖြစ်တယ်ငပိန်နေသေးချာပြောစမ်းနေတခုခုမှားခဲ့တာမျိုးရှိလားတနေရရမှာအပေါ့ဆုံးခဲ့တာမျိုးပေါ့ဟာအဲ့လိုမရှိပါဘူးအဖွားကရင်မရနင်းပြောင်းမလိမ့်နဲ့နော်အခုဖြစ်ပြီးမှတော့မထူတော့ဘူးနင်းကိုလည်းငါတို့မစုဘူးလှုပ်ဆမ်းမှာနေတခုခုလောက်ခဲ့သလားဆိုတာပြောစမ်းပါငါစိတ်ထဲဒါသွေးရိုးသားရိုးမဟုတ်ဘူးနော်မဟုတ်ပါဘူးဆိုအဖွားရဒီတိုင်းထားလို့တော့မရဘူးငါဘက်ကိုအစောစီကိုခေါ်သွားမှတော်ကကြမယ်ကိုဘက်ရဲ့မရလှမ်းနေတယ်ဖြစ်ပါမလားအတော်ကြီးအဲ့ဒီမိမကြီးကပညာသည်စုံကြီးဆိုစုံဖြစ်ဖြစ်ပညာသည်ဖြစ်ဖြစ်နေသားယောဂပြောက်ဖို့အရေးကြီးရမဟုတ်လားအခုပဲဆိုင်ငါဖြစ်ဖြစ်ငှားလိုက်ငါတို့တောင်းမှဖြစ်မယ်နောက်ဆုံးမရဘူးကိုဘက်တကယ်ချင်းနေခေါ်လို့ကိုဘက်ကိုဆွဲခေါ်တယ်ဒါကြီးနဲ့ဘလို့လောက်ပြီးဆိုင်ကားစီမှာလဲကျုပ်တို့အဖွားစောအိမ်ကိုရှောက်တော့အဖွားစောတို့ကအိတ်ဖို့တောင်လှုပ်နေပြီအဖွားစောကညာဘက်တိတ်အရေးကြမရှိရင်
TV ကသတင်းလာတဲ့ချိန်ည7 နာရီကျော်လောက်ဆိုအိတ်ကုန်နေအခုလေအဖွားစောကခြံတော်နေပါတွေထားပေးနေပြီအစောရဲ့ကဲပါအောင်ဟဲ့ငပိတ်ကိုကဲပါအောင်အဖွားအော်ဟစ်ပြီးတော့တက်သွားတယ်အဖွားစောကခေါင်းညင်နေလာကြပါအေးဒါကြောင့်ငါဒီညအိတ်မလို့လုံနေပြီမင်းဘလို့ဖြစ်ပြီးအိတ်မရတယ်လဲဆိုတာအခုမှသိရော်တယ်အဖွားစောကကိုပိတ်ကိုလည်းတွေ့ရောစွစွရဲရဲစိုက်ကြည့်ရင်ကာလာသားတွေကပစိုးတက်တဲ့နဲ့ကိုပိတ်ရဲ့ဟာကြီးကိုတိုင်းပြီးတော့တဲလာရတယ်ဗျာအဖွားစောကခေါင်းညင်လို့ဟဲ့ဒါမျိုးကလူမျိုးခွင်းကြီးလုံးလို့မကောင်းဘူးဟဲ့ငပိတ်ကိုခြံအောင်ထဲကိုထည့်လိုက်မယ်အဖွားစောထောင်ထားနေခြံအောင်ထဲကိုကိုပိတ်ကိုထည့်ပြီးပြီးတော့ခြံအောင်ပြတ်ချထားလိုက်တယ်ခြံအောင်ကပိတ်ခြံအောင်ဆိုတော့အထဲကိုတိတ်တိတ်ချာချာမမြင်ရဘူးအဖွားစောကတနခါတုံးတုံးပေါ်ဖျောင်းနိုင်တိုင်းတက်ထုံးအဲ့ဒီခြံအောင်ထဲကိုထည့်တယ်ရှော့ဒီဖျောင်းနိုင်နေရှူထားတေချာလေးလို့ငါခြံအောင်ကြီးမီးလောင်သွားအောင်မေကိုပိန်ကသူ့အနားမှာဖျောင်းနိုင်ကိုချထားတယ်အဖွားစောကမီးတွေမှိတ်ခိုင်းတာနဲ့မီးတွေမှိတ်လိုက်ကြတယ်အပြင်မှာလည်းဖျောင်းနိုင်တိုင်းထောကြတယ်အစိမ့်တရေမကသူ့ကိုပြူစားထားတာပဲနင်တို့လာတာမြန်လို့ဟဲ့ဒီကောင်မကနင့်ကိုအသေးကြံထားပုံတော့ရှာတယ်အဖွားစောကပြောပြောဆွဆွနဲ့လေကားထိတ်ကိုတက်ချက်ကြည့်ရင်နောက်တော့ခြံအောင်ကိုလည်းညှို့ထုတ်ပြီးဝင်စမ်းလို့ပြောလိုက်တယ်ဆိုရင်မင်းခြံအောင်ကြီးကတစက်စက်နဲ့တုံးရင်လာတယ်ဗျာနောက်တော့ခြံအောင်ကျိုးစားကိုလူတယောက်ယောက်ကင်ပြီးတော့လှုပ်ရမ်းနေတယ်လို့မျိုးရင်းတို့လှုပ်ရမ်းနေကျုပ်ဆိုရင်ကြောက်လို့အဖွားရဲ့ကိုယ်အနောက်မှာပြေးဝင်ကပ်ပြီးချောင်းကြည့်နေလိုက်တယ်ခြံအောင်ထဲမှာကိုပိန်ကထိုင်နေရဒါပေမဲ့ခြံအောင်ခါမိုးမှာတော့လုံးလုံးကြီးကဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နေကိုဖြတ်နေရမသိရဲ့ခြံအောင်ထဲမှာလူတယောက်မတက်ရက်ပြီးလမ်းလျှောက်နေလို့အဲ့ဒီလူရဲ့ခေါင်းကခြံအောင်အပြင်ကိုထိုးထွက်နေတယ်လို့မျိုးပဲကျုပ်တို့အကောင်အတမ်းမထွက်နိုင်မင်းငိန်ကုတ်ကြည့်ရတယ်အဖွားစောကကျန်းကိုလက်နဲ့ပုတ်လို့ဟဲ့ငိမ့်နေစမ်းရှောက်လို့မနေနဲ့အဖွားစောပြောပြတော့မှခြံအောင်ကငိမ့်ကျသွားတယ်အဲ့ဒီမှာဘာပေါ်လာလဲဆိုတော့ခြံအောင်ထဲမှာအရေးကနှစ်ခုဖြတ်နေရကိုပိန်းရဲ့အရေးရိပ်နောက်မိမတယောက်ထိုင်နေတဲ့ပုံမျိုးအရေးရိပ်ကျလာတယ်ခြံအောင်ထဲမှာဖျောင်းနိုင်ထွန်းထားနေဆိုတော့အပြေကနေအဲ့ဒီအရေးကိုအထင်းသားကိုမြင်ရတယ်နင်းဘသူလဲအဖွားစောခမမလေးမေးလိုက်တော့တဟီဟီနဲ့ငိုတန်ကြီးကိုထွက်လာတယ်ကိုပိန်မဲငိုနေရလားတော့မပြောတတ်ဘူးဒါပေမဲ့အတန်ကတော့မိန်းလေးတယောက်ရဲ့အတန်မှာငိုကြောရှင်းမနေနဲ့ပြောစရာရှိအောင်ပြောနေဒီကောင်လေးကိုဘာကြောင့်လှုပ်ထားတာလဲသူကကျမကိုစော်ကားလို့ပါနင့်ကိုဘလို့စော်ကားလို့လဲตาပြောမရပြောတွေပြောတယ်နောက်ပြီးညင်ညက်ပတ်ပတ်တွေလည်းလှုပ်တယ်အဲ့ဒါကိုမကျေနပ်လို့သူ့ဟိုနေရာကိုလှုပ်ထည့်လိုက်တာပါအေးအခုတော့ရရင်ကျေနပ်တော့နင့်ကိုငါတို့ဘာပြန်လုပ်ပေးရမှာလဲကျမရဲ့ဓာတ်ပုံတင်ញိုင်ကုန်းအရှိဘက်တတိယမြောက်ကူးပေါ်မှာသွားပြန်ထားပေးဖို့ပါအေးကောင်းပြီနင်ပြောတဲ့အတိုင်းဖြစ်စေရမယ်နင်ထွက်တော့သူ့ကိုလှုပ်ထားတာတွေလေတခါတည်းပြန်ယူသွားနင့်နေရနင်းပြန်နေအဲ့ဒီအချိန်မှာအိမ်မော်ကိုလေးစိမ့်နေတိုက်လာသလိုတိုက်လာခဲ့တာပါကျုပ်တို့မျက်စိရှေ့မှာပင်ခြံအောင်ကြီးကလူတယောက်လက်နဲ့မှပြီးထွက်လိုက်သလိုမျိုးကိုညှောက်တက်သွားတယ်အထဲမှာထိုင်းနေတဲ့ကိုပိန်ကငုံငုံကြီးပါမကြဘူးခြံအောင်စားကဘုတ်ကနေကိုပြတ်ကျသွားတယ်တရှက်နဲ့ခြေတန်ကြီးကကျမ်းမော့ကိုဖြတ်နေသွားပြီးတော့လေကားကနေတရုံးလုံးနဲ့ဆင်းချသွားပါလေရောအဖွားစောကခြံအောင်ကိုကြည့်တယ်ဟဲ့ဘော်ကြီးခြံအောင်နဲ့ကထွက်တော့ကိုပိန်ကလူးလွန်ပြီးတော့ထွက်လာတယ်အဖွားစောရဲ့ကျုပ်အခုမကြည့်တော့ပါဘူးဗျအိုးအခုမကြည့်ရင်ခုနကနေနီတိုပဲကြည့်ခဲ့တာပဲပါလေနင်ကသူများကိုငဆွေးတို့ငဆောင်းတို့ခေါ်တော့ကပျော်နေခဲ့ပြီအခုနင်ကိုဘောကြီးလို့ခေါ်တော့မကြိုက်ဘူးတဲ့လားကျုံမှားပါတယ်အဖွားစောဟာဟိုအစိမ့်တရဲမှပြောသွားတာနင်ကြားလိုက်တယ်မှတ်လားသူ့တော့ပုံလာပြန်ထားပေးပါတဲ့ကိုပိန်အမေကြောင်တောက်တောင်နေဒါနဲ့သားအဲ့ဒီဓာတ်ပုံကဘာလဲတားသူ့ကိုဘလို့စော့ကားခဲလို့လဲကိုပိန်ကကြောက်ကြောက်လန့်လန့်နေဒီလိုပါအမေဟိုရက်ကတင်ငယ်ချင်းတွေတင်ញိုင်ကုန်းတွေကဖြတ်ပြန်လာတော့လမ်းမှာဓာတ်ပုံလေးတစ်ပုံကောက်ရတယ်ဓာတ်ပုံလေးကမိန်းလေးတယောက်ရဲ့ပုံမှာဒီမိန်းလေးကတော်တော်လှတဲ့မိန်းကလေးအဲ့ဒီဓာတ်ပုံကိုကြည့်ပြီးကျုပ်တို့တင်ငယ်ချင်းတွေကဒါကငါကြီးစားကွာဒါငါနဲ့သဘောတူထားတဲ့လူကွာဆိုပြီးစားကြနောက်ကြတယ်ကျုပ်ကဒီဓာတ်ပုံကိုရှုပြီးဒါကငါမိန်းမကွာငါနဲ့ညာလို့ကလေးတယောက်တော့ရောက်နေပြီဆိုပြီးဓာတ်ပုံလေးကိုရှုလာခဲ့တာအင်းရောက်တော့ဓာတ်ပုံလေးကိုကြည့်ပြီးမဟုတ်တော့တွေလုံးမိခဲ့တယ်ဗျာဓာတ်ပုံကိုကြည့်ပြီးညင်ညင်ညမ်းညမ်းနေလေပြောမိခဲ့တယ်နင်တော်တော်မိုက်ပါလားနင်ကိုမေးတော့ဘာမှမလုပ်ထားပါဘူးဆိုဟိုးအမေကလည်း
ဒါမျိုးလူကြားထဲမှာပြောလို့မှမကောင်းတာကဲဘာပဲဖြစ်ဖြစ်နောက်ဆိုဒါမျိုးမလုပ်နဲ့ငါအထင်တော့ဒီဓာတ်ပုံထဲမှာမကျွတ်မလို့သေးတဲ့တရဲတစေတကောင်းကောင်ကပ်ပါလာပုံရတယ်နေရဓာတ်ပုံကိုကြည့်ပြီးမှရိုင်းတော့ဓာတ်ပုံမှာဆွဲနေတဲ့တရဲကနင်းကိုလှုပ်ပြီးပေါ့ဟာအခုချက်ချင်းအိမ်ကဓာတ်ပုံရှူလာခဲ့ကိုပေသူ့အိမ်ရောက်ပေးနာကဝတ္ထုစာအုပ်ထဲကဓာတ်ပုံလေးကိုတွားယူခိုင်းနေသူငယ်ချင်းတယောက်ကဓာတ်ပုံကိုမကန်ရဲလို့ဆိုပြီးဝတ္ထုစာအုပ်ကြီးပါရှူချလာတယ်စာအုပ်ကိုဖိတ်ကြည့်တော့အထက်ကနေပလတ်စတစ်ကက်လေးလောင်းထားတယ်ဓာတ်ပုံလေးတစ်ပုံထွက်လာတယ်ဓာတ်ပုံကမိန်းလေးတယောက်ရဲ့ကိုယ်တစ်ပိုင်းလေးပုံမှာမိန်းကလေးကလှတာတော့တော်တော်ကိုလှတယ်ကိုလုံးကိုပေါက်ကကောက်ကောက်မျက်ဝန်းမျက်စက်ကောက်ကောက်နဲ့စပင်ရလင်အရှိကြီးပြောက်အဲ့ဒီတော့ကအလားဓာတ်ပုံရိုက်တောက်တွေကခက်စားနေပြီကျုပ်တို့ရွာမှာမရှိပေမယ့်တခြားမြို့တွေကဓာတ်ပုံဆိုင်တွေမှာအလှပုံတွေသွားရိုက်ပြီးတင်ထားလို့ရှားတယ်ဗျာဓာတ်ပုံတွေကမိန်းကလေးတော်တော်ချော့ချော့ပဲသူ့ရဲ့မျက်လုံးတွေဆိုအသက်ဝင်နေသလားတောင်မှတ်ရတယ်မိန်းလေးကတော်တော်ချော့ချော့ပဲဟိုဟဲ့ကဲငပိန်နေသွားထားလိုက်စမ်းဟာကျုပ်အခုချိန်တင်းချိုင်းကုန်းကိုမသွားရဲဘူးဗျအောင်မေအခုမှနားကြောက်နေရသေးတယ်ဟက်ကောင်နေနင်တို့သွားထားမလားဘယ်သူမှသွားမထားရဲဘူးအဖွားစောကရှဲတယ်နင်တို့တော်တော်တက်လဲတက်နိုင်ကြတဲ့ဟာတွေကဲရှိစေတော့ဒီဓာတ်ပုံကိုပြန်ယူသွားအခုသွားမထားရဲရင်မနေ့ကျရင်သွားထားလိုက်ဟုတ်ပြီလားကိုပိန်တို့ကဓာတ်ပုံယူပြီးပြန်သွားတယ်သူတို့သွားမထားရဲလို့တရဲမကြောက်တတ်တဲ့ဦးတရုတ်ကိုသွားထားခိုင်းနေဦးတရုတ်ကဓာတ်ပုံကိုကြည့်ရင်ဟေးဒီဓာတ်ပုံကမင်းတို့စီကိုဘလို့ရောက်နေရလဲကွာဘာဖြစ်လို့လဲဦးတရုတ်ဒီကလေးမလေးကိုငါမှတ်မိရဲ့ကွာသူကဘယ်ရွာကဆိုလာပြီတို့ရမှာသွားဖွားဖို့လာတာဒါပေမဲ့ကလေးမမွေးနိုင်မင်းမအေးရောကလေးရောမိရင်းနဲ့တင်စုံးရှာတယ်ကွာသူယောက်ျားအလောင်းကိုရွာပြန်ယူသွားချင်တာခတ်တာကတေးပြီးသားလားကိုရွာထဲပေးမဝင်ဘူးဆိုလို့ငါတို့ဖတ်တို့တင်ငိုင်းကုန်းမာနေအုတ်ကူလောက်ပြီးမြုပ်ထားခဲ့တာလွန်ခဲ့တဲ့2လလောက်ကဖြစ်သွားတာဒီမင်းလေးကခက်ချောချောမို့ငါသူ့ကိုမှတ်မိနေရတင်ငိုင်းကုန်းအရှိဘက်တတိယမြောက်ကူးကလေးကသူ့ရဲ့အုတ်ကူပဲငါတို့ပဲကူသွင်းတာဘာညာအပိအစီလုပ်ပေးခဲ့တာကွာသူ့ယောက်ျားဆိုငုံလိုက်တာမှာကွာသူ့ယောက်ျားမပြတ်ခင်ဒီဓာတ်ပေါက်လေးကိုအဲ့ဒီအုတ်ကူအပေါ်မှာတင်ထားခဲ့တာကွာအခုမှဇက်ရည်လဲသွားတယ်ကြည့်ရတာဒီမိန်းကလေးကျွတ်လွတ်ပုံတော့မရဘူးသူ့အုတ်ကူသူ့ဓာတ်ပုံမှာစိတ်ဆွဲနေအောင်ဖြစ်နိုင်တယ်အဲ့ဒါကိုပိန်တို့ကာလာသားတစ်တိုက်ကဓာတ်ပုံကြည့်ပြီးဟိုပြောဒီပြောခဲ့ရကစိတ်တို့ပြီးလိုက်သွားပုံပဲကိုပိန်ကအိမ်ရောက်တော့လေဓာတ်ပုံကြည့်ပြီးမဟုတ်တာတွေလုပ်ခဲ့သေးရမှတ်လားအဲ့ဒါကြောင့်စိတ်နာပြီးကိုပိန်ကိုကြိုက်ထဲလိုက်တဲ့ပုံမှာအဲ့ဒီနောက်ပိုင်းကိုပိန်လည်းအရင်ကလိုအစားနောက်မတန်တော့ဘူးသူလည်းနမဲအစ်စ်တစ်ခုရှာသွားတယ်သူ့ကိုအဲ့ဒီချိန်ကစလို့ကိုပိန်လို့ဘယ်သူမှလည်းမခေါ်တော့ဘူးဘောကြီးနဲ့ခေါ်ရင်းကနေအဲ့ဒီနမဲတင်သွားပါလေရောနောက်ပိုင်းလူတွေကသူ့ကိုပိန်လို့ပြောရင်မသိကြတော့ဘူးဘောကြီးလို့ပြောမှပဲသိကြတော့တယ်အဲ့ဒီဖြစ်ပြီးတနေ့လောက်ကြာတော့ရွာမှာစက်မနေတော့ဘူးရန်ကုန်တက်သွားတယ်အခုဆိုအဲ့ဒီမှာသားနေမရနဲ့အခြေကျနေပြီပေါ့ဗျာဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ channel ကိုထုတ်လွှင့်တင်ဆက်ပေးခဲ့တဲ့စာရေးသူအကားစောရေးသားထားတဲ့ပညာသင်အဖွားစောနဲ့ဓာတ်ပုံတွေကသင်ရဲမှာဆိုတဲ့စာစဉ်21ကတော့ဒီနေရာမှာပြည့်စုံခဲ့ပြီဖြစ်ပါတယ်နောက်လာမယ့်စာစဉ်22မှာတော့ဘလို့တွေဆက်ဖြစ်အောင်မလဲဆိုတာကိုတော့ပရိသတ်များအားလုံးကဆက်လက်စောင့်မျှော်ပြီးတော့အားပေးနာဆင်ပါအောင်နော်အားပေးနာဆင်သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်